Nasopharyngeal cancer ဟာအချိန်မီသိရှိပြီးတော့မှတင့်တော်တဲ့ကုသမှုခံယူမယ်ဆိုလို့ရှိရင်ထိရောက်စွာကုသနိုင်တဲ့ကင်ဆာမျိုးစားဖြစ်တယ်။ဒီမှာကဒေါက်တာဣပါနှာခေါင်းလည်ချောင်းထုကုဆရာဝန်တယောက်ပါရှင်။ဒီနေ့မှာတော့ဒီ Nasopharyngeal cancer လို့ခေါ်တဲ့နှာခေါင်းနောက်မှာဖြစ်တဲ့ကင်ဆာရဲ့ကုသနည်းနဲ့ပတ်သက်ပြီးတော့အများကြီးညွှန်ပေးသွားမှာဖြစ်ပါတယ်။ဒီယောဂကစောစစ်စီကုသလေးရလက်ကတော့ပိုကောင်းလေးဖြစ်တယ်။ဒီကုသနည်းတွေအနေနဲ့ဆိုရင်တော့ယောဂအဆင့်သတ်မှတ်ချက်ရဲ့ဒီလူနာရဲ့အသက်အရွယ်လူနာရဲ့အခြေခံကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီးတော့မှကုသနည်းတွေကိုပြောင်းလဲသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့မိတ်ဆွေမှာဒီနှာခေါင်းတစ်ဖက်တည်းပိတ်တာနှာရည်ကျတာနှာခေါင်းကနေပြီးတော့ဒီသွေးစလေးတွေအမြဲပါနေတာလက်ဘင်းမှာလုံးကျိတ်လေးတွေပေါ်လာတာဒါအပြင်ဒီနားတစ်ဖက်တည်းပိတ်နေလို့ခံစားရတာနားဥနေတာစတဲ့လက္ခဏာတွေရှိခဲ့မယ်ဒီလက္ခဏာတွေက3ပတ်ထက်ပိုပြီးတော့အချိန်ကြာမြင့်နေမယ်ဆိုလို့ရှိရင်တော့နှာခေါင်းလည်ဆောင်ထုပ်ဆရာဝန်အနေနဲ့တိုင်ပင်ဆွေးနွေးဖို့တိုက်တွန်းချင်ပါတယ်ရှင်